6လေးရောကြီးကောင်းလိုက်တာကွာကဲဒါကတော့လီတူရဲ့ပွဲတင်21ကိုရေရှင်ပြန်လို့ဝေးသွားမှာဖြစ်ပါတယ်ဒါက Galaxy နဲ့ AC Galaxy ထဲပြီကောင်းလိုက်တယ်အိုးရောင်ယူဆိုင်ရကြမ်းထော်တယ်ပဲကြည့်ဦးကောင်းလိုက်တာကွာကြည့်အောင်နော်ရှေးပါဒီဘက် Galaxy နိုင်သွားပါနော် Galaxy ကတော့ champion ဖြစ်နေပါပြီနော်ဒါက7 brother နဲ့7 dragon ဒါခွန်ပူးပြီပေါ့နော်ကောင်းလေရုံကြီးဘယ်ညာကြီးကိုထားနေကွာရှေးနော်ရဲကွာကျုံ line ထဲမှာတလုံးသားပဲရှိတော့မကြည့်ဒီဘက်7 dragon နိုင်သွားပါနော်ကောင်းပါတယ်ကိုတွေကတော့ဒါကဂျေဇန်ရန်ကုန်နဲ့ဒါဟိုဟာနဲ့ရွှေဖီတာနဲ့ရွှေဖီတာတိတ်ပြီဗောကောင်းလိုက်တာနော်ဒီ brother ကတော့ဒါရွှေဖီတာအတွက်ဒါတောက်လျှောက်ပွဲစဉ်တောက်လျှောက်ကိုကောင်းပြီးတော့နော် share ပါပဲသူကစားပုံတော်တော်မိုက်ပါတယ်ဒီဘက်ရွှေဖီတာနိုင်သွားပါနော်ဒီဘက်ကောင်းတယ်ဒါယူလက်ပွဲမင်းဖုံးကလေတကယ်သိလားတန်လိုက်မဟုတ်ဘောလိုက်သူနဲ့ဘလို့ပဲဖြစ်ဖြစ်50ပဲဖြစ်ဖြစ်နော်60 40ပဲဖြစ်သူရှိပဲဘောလုံးကပါသွားတယ်နော်ဒီပွဲကတော့တော်တော်ကောင်းပါတယ်ဒါအကျိတ်နေပါပဲလောကကောင်းလိုက်တာပဲလေးอ่ะနော်ဒီပွဲ1-1နဲ့တရေကျသွားပါတယ်နော်ဒါက YRG ဒါမစီကန်ဟာကောင်းလိုက်တာနော်ဘာဆိုတော့ဂိုးอ่ะနော်ဒါ YRG ရဲ့ဂိုးလေးပါဆိုင်ကီမိုးရဲ့စပလေးရန်တက်ကန်တော့တယ်ဒါပဲကောင်းတယ်နော်ဒီဂိုးကတော့ပျောက်ခံနေရပါပဲဆိုင်ကီမိုးအကောင်အသာသေးတာအစိတ်ပြင်းပါလေကြည့်ဦးနော်ဆွဲချပါရှယ်ကြီးပါဒီပွဲ YG နိုင်သွားပါတယ်ငါစီလာလိုက်လို့လားပဲကောင်းပါဒါက KK1 နဲ့ Black Rock 6လေးရောကြီးကောင်းလိုက်တာကွာကြွားရောရတယ်ပဲနော် KK1 နံပါတ်6ကတော့တကယ်မကြိုက်ဘဲနဲ့မနေနိုင်ပါဘူးတကယ်ကိုကောင်းပါတယ်နော်ဒီပွဲ KK1 နိုင်သွားပါတယ်နော်ဒါ YCTC Drilling နဲ့ United City ဒါ YCTC Drilling ကလေးအရှမ်းရောင်ကြီးဝန်စီဦးကတကယ်ကြီးကောင်းတာကွာနော်လုံးဝရိုးရှင်းထိရောက်ပဲကွာဘောလုံးကစားတာနော်ကန်ကြရှိကန်ရပြီးရရှိပြီးတကယ်အဲ့လိုကြီးနဲ့ကိုတကယ်ကောင်းတာကြည့်ဦးကောင်းလိုက်တာကွာနော်ဒါ YCTC Drilling ရဲ့တွင်းကိုပါဒီပွဲကတော့ YCTC Drilling နိုင်သွားပါနော်ကိုပြတ်သွားပါတယ်ဒါ YRG ကိုဂိုးလိုက်တာပေါ့နော်ဒါ SG ရဲ့ထုံးလူကောင်းလေဘယ်ဒီကိုပြန်ပြီကွာနိုင်ထုံးလူပကိတ်ဝယ်တာကလားတော့အောင်းမိရတယ်ကွာနိုင်ထုံးလူကြီးတကယ်ကောင်းတာကွာကြည့်ဦးကွာဘာဆွဲသွားတာဘာမဆွဲတာမတိုင်ခင်အမကြီးဝင်သွားတာကိုကြည့်ဦးရှေ့အိမ်နော်ဒါက SG ရဲ့တွင်းကိုပါတကယ်ကောင်းတယ်လက်ရည်ချင်းပါတင်တယ်ပမာဏတော့ပါတင်တယ်ဒါက TG ကောင်းလိုက်တဲ့လက်ပြဟေးကောင်းပြီဗော very good ပါနော်ဒီပွဲက TG နိုင်သွားပါတယ်ဒီပွဲလုံးဝအကျိတ်နဲ့ရှိပါတယ်ကြည့်လို့ကောင်းပါတယ်အိမ်မင်းကျော်ကောင်းလိုက်တာချိုး very good ဗောဒါက Sanfa ရဲ့တွင်းကိုပါနော် Sanfa နဲ့ Gold Dream ပါလွတ်သွားပြီshare ပါပဲเนาะဂိုးတွေကဒီပွဲလဲတော်တော်ကြည့်လို့ကောင်းပါတယ်ဒီပွဲ recommend ပေးပါတယ်ဒီပွဲက3-4နဲ့လားမသိဘူးဒါစမ်းဖတ်နိုင်သွားပြီပေါ့နော်ဒါ MIU နဲ့ချင်းလန်း
တူတန်းကောင်းပြီဟေးအော်ဘလို့တော့ဖမ်းမလဲလို့အကိုယူနော်ချင်းလန်းတကယ်ကောင်းပါတယ်နော်ချင်းလန်းနောက်ပိုင်းရှယ်ကိုကောင်းလာတာပါအမယူပါပလေးအေးညီကုန်တော့ပါကောင်းတယ်အလဲမှာvery good ပါနော် MIU ကတော့ MIU ပါပဲဒါ power play ဆိုရင် MIU ကကြောက်ကိုကြောက်နေရပါနော်ဒီပွဲလဲ 2-1 နဲ့ MIU နိုင်သွားပါတယ်ဒါက BUC နဲ့ M2K ချစ်မောင်းကောင်းလိုက်တာကွာတုံကလူကန်သွားနော်ချစ်မောင်းကလည်း BUC တွေ့ဟိုဒါ very good ကိုခြေစွမ်းပြတဲ့ကစားသမားပါနော် share ပါပဲဒါ M2K ကောင်းတယ်ဟေးဘလူးလေကောင်းလိုက်တာကွာနော်မကန်မဲချိုးပြီးတော့တော်တော်ကောင်းပါတယ်နော်အဲ့လုံးကျိုးမကန်မဲချိုးပြီးသွားတာအဲ့လုံးကမိုက်တယ်ကြည့်နော်မျက်လုံးတွေဘယ်နှလုံးတော့ပါလဲပြီနော်တော်တော်ကောင်းပါတယ်ဒီလုံးနဲ့အဲ့ဒါ U19 နဲ့ YRG တေးပေါ့ကွာဘယ်လိုသွားဖြစ်ကောင်းလိုက်တဲ့ finishing ကွာနော်ဒီကောင်ကြီးတွေကတော့လုံးဝဟိုဒါသမင်10လန်းကြားတလန်းအဲ့လိုဖြစ်နေပါတယ်လုံးဝဟိုနော်ကတ်ဖို့တော့ခတ်တယ်ပေါ့နော်ဒီပွဲကဒါ YRG နိုင်သွားပါတယ်ဂိုးပြတ်သွားပါတယ်နောက်ဆုံးပွဲကတော့ဘယ်လိုနေမှန်းမသိပါဘူးစောင့်ကြည့်ရမှာပါဒါ KKY နဲ့ Street Beater KKY 6ဘလော့ထားနော်ကောင်းတယ်ဟေးနော်တကယ်ပါ KKY 6ကကစားပုံကိုပဲကြည့်မယ်ကစားပေါက်ကိုပဲကြည့်မယ်ဆိုလို့ရှိရင်ဒါ KKY က top 3ထဲသာမဝင်ခဲ့တာဝင်မယ်ဆိုရင်ဒါအကောင်းဆုံးဆုတော်ပေးလို့ရပါတယ်နော်သူ့ရဲ့ကစားပေါက်နဲ့သူအတင်းကိုအကျိုးပြုပုံကတော့တကယ်ပွဲတိုင်းနီးပါပါပဲကောင်းပါတယ်နော် share ပါပဲဒီလုံးမှာဆိုလဲဒါသူ့အယူဆောက်ပြသွားပါနော်ဘယ်ညာရိုက်ပြီးတော့တွင်းသွားပါဗျတော်တော်မြန်ပါတယ်နော်ကြည့်လိုက်share ပါပဲနော်ဒါက KKY ရဲ့ goal ပါဒါရှိပီတာကိုပြီးတော့ဘယ်ရိတ်ကန်ကောင်းပါရဲ့နော်ဒါကတော့ရွှေပြည်သားရဲ့ goal ပါဒီပွဲကတော့ရွှေပြည်သားနိုင်သွားပါရဲ့နော်ဒါကတော့ဒါចောင်းစရာသားတွင်းနဲ့ AC mistake 2-1ကောင်းလိုက်တာဟေးနော် ground လေးပါသူက4ဂိုးလားမသိ4ဂိုးလုံးသူသွင်းသွားလားမသိဘူးတော်တော်ကောင်းပါတယ်ဒီကောင်လေးကနော်ဒီပွဲက AC နိုင်သွားပါတယ် share ပါပဲတော်တော်ကောင်းပါတယ်အကောင်လေးကဒါကတော့ JZ ရန်ကုန်နဲ့ဒါ YRG နဲ့ YRG share ပဲရေးမှာကောင်းလိုက်တာကွာနော်ကန်တာတိကြပါတယ်ဒါထောင်ထဲကိုရွေးပြီးတော့ကန်သွားပါနော်ရန်တမ်းပြီးကန်သွားမှာမဟုတ်နော်share ပါပဲနော်JZ ရန်ကုန်ညက်တယ်ကွာနော်ဒါအခြေခံပိုင်တယ်လို့ပဲခေါ်ရမှာပဲကောင်းလိုက်တယ်နော်ဒါ line ထဲကနေထွက်သွားတာပါနော်အဲ့လုံးလေးလှပါတယ်နော်ကောင်းပါတယ်ဒါ JZ ရန်ကုန်ရဲ့ goal ပါဒီပွဲက YRG Academy နိုင်သွားပါတယ်ဒါက Noka နဲ့ 7 Dragon ဒါပွဲပြီးကန်နီးနေပြီပေါ့နော်ဒါရင်းရတာပေါ့ဒူးအော်တိုင်းရင်းရတယ် Noka ပါ power play ကောင်းပါတယ်เนาะဒါဝင်ကန်သွားတဲ့လူကောင်းတာပါเนาะပြီးရလူရကောင်းပါတယ်ကြည့်အောင်လွတ်နေတဲ့ speed လည်းဝင်ကန်သွားเนาะ share ပါပဲဒီပွဲက Noka ရင်းလိုက်တယ် Noka မှန်သွားပါတယ်เนาะ Noka နိုင်သွားပါတယ်ပွဲပြီးကန်ဒီမှာနိုင်သွားပါဒါကဦးလက်ကြီးနဲ့ Black Rock မြေဖုံးကကောင်းလိုက်တဲ့ pass ကွာเนาะဒါကတော့ passဖြူးနေရပဲအဲ့ဒါသူ့ရဲ့ major ပဲဗျာနော် major တစ်ခုပဲကျုံတော့ကောင်းလိုက်တယ်နော်ညီကိုတွဲလုံးတွေပါဒါယူလက်ရဲ့ goal ပါနော်ဒီပုံကပဲရှေ့ပါကွာနော်တယောက်တစ်ချက်ပါပဲနော်ကြည့်ပါဦးဒါတွေက3-2-1အဲ့ဒါတွေလွတ်တဲ့အကျိုးကျေးဇူးတွေနော်ရှယ်ပါနော်ဒီပွဲကဒါဦးလက်ကြီးနိုင်သွားပါတယ်ဒါကတော့ big map ပေါ့7 dragon နဲ့ glassy နဲ့ထိတ်ဆုံးက2သင်း
အော်ရှေ့ပါကွာကောင်းပါနော်မြန်လိုက်တယ်နော်ဒီလိုကောင်တာတွေကတော့ဒီလိုကစားသမားတွေနဲ့ကတော့ very good ပါတယ်ဒါက7 dragon က9ပါလက်စီကောင်းလေvery good ပေါ့ကောင်းလိုက်တယ်နော်ဒါက Galaxy ရဲ့ goal ပါဒီပွဲကတော့တော်တော်ကောင်းပါတယ်ရလဲဟိုအမှတ်ရတော့ဟို Galaxy က fly ရသွားပြီပေါ့နော်ဒါပေမဲ့လည်းဒီပွဲကိုဒါနောက်ဆုံးပိတ်အနေနဲ့လုံးဝအသုံးတော့ခံသွားပါတယ်ဒီပွဲတော်တော်ကောင်းပါတယ်နော်အကျိတ်နေပါပဲဒါ Galaxy fly ရသွားပါတယ် congratulation ပါနော်ကျွန်တော်ရဲ့ channel လေးဟာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်တော့မှမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်